Okay, ကျွန်မအိမ်ရဲ့ချေပါ Miss Universe မြန်မာ2024ပြိုင်ပွဲကြီးရဲ့အသက် runner up position ဖြစ်ပါတယ်။ဒီနေ့ဒေါက်တာအေးမှာတော့ဒါ carbon laser peeling ပေါ့နော်။ဒီ laser peeling လေးလုပ်မယ်။ချွေးပေါက်လေးတွေကျင်နေတာကြီးလည်းရှိတယ်ပြီးတော့ဒီ skin ပေါ့နော်။နည်းနည်းလေးခြောက်တာတွေအဲ့လိုဝဲချောက်လေးဖြစ်နေတာကြီးလည်းရှိတော့အဲ့ဒီအတွက် carbon laser peeling လေးလုပ်မယ်ပြီးလို့ရှိရင်တော့ဒါ anti aging facial treatment ပေါ့နော်။အသက်ကလည်း30ကျော်လာပြီဆိုတော့နည်းနည်းလေးပို့ပြီးတော့တင်းတင်းရင်းလေးနဲ့လှချင်တော့anti aging facial treatment လေးလုပ်မယ်ပြီးလို့ရှိရင်တော့နှစ်ဖူးလေးရယ်ပြီးဒီမေးလိုင်းလေးရယ်မှာနည်းနည်းလေးပို့ပြီးတော့ lifting ဖြစ်သွားပြီးတော့ဓာတ်ပုံလေးရိုက်လို့ရှိရင်ပို့ပြီးတော့သွင်းတဲ့အောင်ရှိတ်တွေပေါ်လာအောင်ပေါ့နော်အဲ့တော့botox လေးတွေမေးရိုးလေးနဲ့ဒီနှစ်ဖူးလေးကိုလုပ်မှာပါလူတာတွေအကုန်လုံးဖက်ပြီးတော့ကာဗွန်လေဆာပီလင်းလေးစပါတော့မယ်။အင်းရခုနကထုံးသေးလေးတွေတုတ်ထားပြီးတော့ထုံးသေးလေးတွေထည့်လိုက်ဖို့ကျမတို့ရဲ့ဒေါက်တာကြီးရွှေလက်ပိုင်ရှင်ဒေါက်တာလေးကိုကျမဆောင်းနေပါတယ်။ဒေါက်တာလာပြီဆိုလို့ရှိရင်တော့ကျမမျက်နှာကိုဒါလိုအပ်တဲ့နေရာလေးတွေကိုတော့ထိုးပြီးတော့မှာပါအဲ့တော့ဆက်ပြီးတော့process လေးပြီးတော့ပါပြီဆိုတော့ဒီ process လေးကဒါနောက်တစ်ပတ်လောက်ဆိုရင်တော့မျက်နှာလေးကတင်းရင်းပြီးတော့ပို့ပြီးတော့တိတာလာမှာပေါ့နော်အဲ့တော့ထိမ့်သိမ့်ပြီးတော့နေရင်းနဲ့ပို့သားတဲ့မျက်နှာလေးတစ်ခုကိုဒေါက်တာအေးကနေစိတ်ကျွန်မပိုင်ဆိုင်လိုက်ပါရှင်